ညီတော်မင်းနံကိုမြတ်စွာဘုရားခေါ်သွားပြီးတော့သင်္ကန်းဝတ်ပြီးတော့အဲ့ဒီသရဗရကလျာဏီကမကျေနပ်ဘူးမြတ်စွာဘုရားဘာဖြစ်လို့လဲဆိုတော့ညီတော်မင်းနံနဲ့သရဗရကလျာဏီနဲ့လက်ထပ်မဲ့နေ့မှာပဲမြတ်စွာဘုရားကညီတော်မင်းနံကိုအကြောင်းတော်ခေါ်သွားပြီးတော့သင်္ကန်းဝတ်ပေးလိုက်တယ်အဲ့ဒါကိုအကြီးအကျယ်စိတ်ဆိုးတာကသရဗရကလျာဏီဒါကြောင့်မြတ်စွာဘုရားကျောင်းတော်ကိုတစ်ခေါက်မှမသွားဘူးဖယားကိုတိတ်ဆိတ်ဆိုးတာဘာဖြစ်လို့လဲဆိုမင်္ဂလာပွဲဖြစ်ဖြစ်ဘာဖြစ်လို့စိတ်ဆိုးတာလဲမင်္ဂလာပွဲဖြစ်ဖြစ်တော့အဲ့ဒါမြတ်စွာဘုရားကိုတိတ်ဆိတ်ဆိုးတာသရဗရကလျာဏီကဘုရားကျောင်းတစ်ခေါက်မှမသွားဘူးအဲ့တော့ဘာလို့လဲသူ့ကိုယ်သူအမြဲတမ်းလှလှပပပြင်းပြင်းစင်စင်ဖြည်းဖြည်းလိမ့်လိမ့်နဲ့ဒီလိုနေတာအဲ့ဒါတူတူပြောဆိုဘိယတိုင်မြတ်စွာဘုရားသူ့ကိုနောက်ဆုံးတော့ဟိုခေမာမိဘုရားချွတ်တယ်လို့ပေါ့သူ့ထက်ဆယ်ကအစရာထောင်သိန်းတောင်မကတာတဲ့နေမိတအမျိုးသမီးရုပ်ပွားတော်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားနာမှာရက်လီသွင်းနေတဲ့ပုံ16နှစ်ပြီးကအသက်20ပြီးတော့အသက်40ပြီးတော့အသက်80ကုန်ကွပြီးတော့တခါတော့အိုမင်းချင်းကျော်ပြီးတော့အဲဒီလိုသူ့ကိုလည်းနေမိတရုပ်ဖန်ဆင်းပြီးပြတော်မှာအဲ့ဒီအဘိဓုပနန္ဒာလို့ခေါ်တဲ့သနဗရကလျာဏိခဘိယတိုင်းတောင်းဝင်သွားတာဘိက္ခုနီမဖြစ်သွားတာအဲ့ဒီဘိက္ခုနီမကိုမြတ်စွာဘုရားဟောတဲ့တရားအဲ့တော့ဒီတရားဒေသနာတော်ဟာဘိယတိုင်းမြတ်ဗုဒ္ဓကအဘိဓုပနန္ဒာကိုပါမိန်တော်မူတော့ဆိုတော့နန္ဒီစေတမိရူပနန္ဒာယုပညာအရွယ်အစင်းတင့်တယ်ပြုနူခြင်းသည်ဇရဝတနာရှုပ်တော့သားရည်သွားတွေကျွေး၍ကိုယ်နေကုန်းကုန်းအိုရာခြင်းသာလည်းဆုံးရှိပါပေ၏အဲ့တော့ဘုရင်တိုင်းဒီနေ့ခေတ်တယောက်နဲ့တယောက်နဲ့တွေ့မေးကြတယ်တက်ဘလောက်ရှိပြီလဲအဖွားတက်ဘလောက်ရှိပြီလဲဘုန်းကြီးတို့လည်းမေးပါတယ်ဒကမကြီးကြီးလာတဲ့အခါဒကမကြီးတက်ဘလောက်ရှိပြီလဲအတိုင်း80ဒီနေ့ကတည်းကဘုန်းကြီးတို့ရန်ကုန်ကစုကတစ်ခုလာတယ်။အိုးခန္ဓာဝင်ဆိုတော်ကြီးကိုမင်းအောင်ဆိုတာကိုမင်းအောင်တော့ခေါ်နေတာပါအသက်က84နှစ်ရှိပြီ။နေ့အကြောင်းလာတယ်။ဒါကြီးသက်ဘယ်လောက်ရှိပြီတော့74ဗျာ။ဟာခါမကုံမတ်ကြီးတစ်ခါနဲ့အဲ့တော့ဘုန်းကြီးတို့ဒီတယောက်နဲ့တယောက်နဲ့တွေ့တဲ့အခါမှာတက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ကြလဲမေးကြတယ်တက်ဘယ်လောက်ရှိပြီလဲ80ဦးမထင်ရဘူးနော်ဟောဒီချာနားတော်ဘုရားဘုန်းကြီးဒီနေ့ဟောတဲ့တရားကိုအသက်ဘယ်လောက်တော့80မထင်ရဘူးနော်အမလေးအရွယ်တင်လိုက်တာမပြောဘူးလားပြောလားမပြောဘူးလားအရွယ်တင်လိုက်တာမ80ကိုမထင်ရဘူးနော်အသက်ဘယ်လောက်ရှိပြီလဲဟောမေးအရွယ်တင်လိုက်တာလို့ပြောရင်ပရိသတ်တွေအပြောခံရတဲ့လူကသဘောကျလားမကျဘူးလားသဘောကျတော့ပြုံးပြန်ဘုန်းကြီးသက်ဘယ်လောက်ရှိပြီလဲဘုန်းကြီး54ဟောပြည့်တော့မယ်လို့မလို့မထင်ရဘူးလို့တဲ့30ကျော်ပဲထင်ရတယ်သဘောကိုကြလို့အဲ့ဒီကောင်မကြီးကိတ်မုတ်တွေချတွေးနေတာကိုအရွယ်တင်တယ်ပြောသဘောကျတယ်ကြလားမကျဘူးလားဒီမြန်30ကျော်ပဲထင်ရတာဖေရတယ်လက်ကကိုညာနေမှလည်းသိတယ်သိလားဒီရုပ်ကြီးများ30ကျော်ဆိုတော့ဟုတ်မှတော့ဟုတ်နိုင်ပါမလားလို့ရေးတိုင်းအဲ့တော့ဒီမှာပြောကြတယ်နော်လောကမှာလူတွေကအရွယ်တင်လိုက်တာကြည့်ရတာမလေးနုပြုံးနေတာတခါလေအရွယ်တင်လိုက်တာတို့ငယ်ငယ်တုန်းကမသိခါကြည့်တယ်ဒီရုပ်ပဲအမေဒီနေ့ကြည့်တယ်ဘုံဘုံကပူတော်နုလာသေးတယ်ထင်တယ်ဟောပြောကြတာဘုရားတိုင်းမနေ့ကအရွယ်နဲ့ဒီနေ့အရွယ်လုံးဝမတူပါတူသလားမနေ့ကအရွယ်တာမနေ့ကအရွယ်တွေကမကုန်ဘူးမပြောက်ဘူးမပြက်ဘူးဆိုလို့ရှိရင်ဘုရားတိုင်းဘသူကအသက်ကြီးပြီလို့ပြောမှလည်းဘသူမှမပြောဘူးပြောသလားဘုရားတိုင်းအဲ့ဒါဓမ္မတူတူမဟိတာတရားကရှင်းလို့ရတဲ့တရားမို့လို့ဓမ္မတူတူမအရွယ်တင်တယ်ပဲပြောမလေးဟိုတုန်းကလည်းဒီရုပ်ပဲအခုလည်းဒီရုပ်ပဲမပြောင်းဘူးလို့ဘယ်လိုပဲပြောမရေးတိုင်းအဲ့ဒါမြောက်ပြောနေတယ်လို့မှာအဲ့ဒါဘယ်လိုပြောနေတာလဲမနေ့ကအရွယ်သို့မဟုတ်မနှစ်ကအရွယ်
ဒီနေ့ကိုမလိုက်ခဲ့လို့မနေ့ကတည်းပို့ပြီးတော့ကြီးလာလို့အသက်ကြီးတယ်လို့ပြောတာမနေ့ကအရွယ်တွေဒီနေ့ထီအောင်လိုက်လာသလားကြီးလာတာပဲမရေးတိုင်းနော်ကြီးလာတာရင့်လာတာအိုလာတာဘာဖြစ်လို့တော့ဆိုရင်ဘေးတိုင်းယုံနာဓမ္မသင်္ကာရသဘောတရားတွေကိုကမခိုင်မြဲလို့တဲ့ပြောင်းလဲနေလို့ဒါကြောင့်အရွယ်တင်တယ်လို့ပြောတာကမြောက်ပြောတာအရွယ်တင်တယ်လို့ပြောတယ်ဆိုတာဘာပြောတာအဲ့တော့ဗမာစကားလေးနားထောင်ကြည့်သားမှာတင်နေတယ်ဆိုတဲ့ကမကြလို့ပေါ့တင်နေတယ်ဆိုတဲ့ကဘာလဲလဲပစ္စည်းတစ်ခုအပေါ်မှာတင်နေတယ်ဗမာစကားအရွယ်တင်နေတဲ့ဘာပြောလဲမရေးတာအရွယ်တင်တယ်ဆိုတာအောက်ကိုကြာမသွားတာကိုအရွယ်တင်တယ်လို့အဓိပ္ပာယ်ရတယ်တကယ်တော့ပရိသတ်တွေဒီအတိုင်းရပ်နေတာမဟုတ်ဘူးတဲ့ယုံနာဓမ္မသင်္ခါရသဘောတရားတွေကမိနစ်နဲ့အမျှနာရီနဲ့အမျှစက္ကန့်နဲ့အမျှပြောင်းနေလားမပြောင်းနေဘူးလားအေးတင်နေတာမဟုတ်ဘူးကြာသွားတာတင်နေတာလားကြာသွားတာတစ်ဖြည်းဖြည်းနဲ့ဘာလုပ်တာကြာတာတစ်ဖြည်းဖြည်းနဲ့ဘာလုပ်တာလဲအဲ့တော့ဓမ္မအဲ့ဒီစကားကမကြားခြင်းသုံးစကားပဲအရွယ်ကြီးကြသွားလိုက်တာနော်လို့ပြောရင်ဝမ်းတာလားစိတ်ဆိုးလားထနိုင်ဖြစ်နိုင်ထတော့ကံကျင်တယ်စိတ်ဆိုးတာပဲရေးတယ်အရွယ်ကြတယ်ပြောရင်စိတ်ဆိုးတယ်အရွယ်ကြတယ်ပြောရင်အရွယ်တင်တယ်ပြောရင်ဝမ်းတာလားမသာဘူးလားအဲ့ဒါဘယ်လိုပြောရမှာလဲပြောသူတို့စိတ်ဆိုးမှလည်းကြောက်တော့လေဘုန်းကြီးကမြောက်ပြောရတာပဲဝဲဒုပိသကြီးအရွယ်တင်လိုက်တာဝမ်းတာလိုက်တာဟမ်ဒီပိသကြီးကလည်းအရွယ်လေးကျသွားလိုက်တာဆိုမျက်နှာယူဆူလို့ငါမြအရွယ်ကျတယ်ပြောတော့ဘုန်းကြီးကဟောပုထုဇဉ်တဘာဝကိုပိသတိအရွယ်ကျတယ်ပြောရင်လက်မခံနိုင်ဘူးလက်ခံနိုင်သလားမခံနိုင်ဘူးမှန်တယ်ပြောဘုန်းကြီးကိုပြောကြည့်ပါလားရှင်မြအရွယ်ကြီးကျသွားတာဆိုရင်ထားတော့ရိုက်ချင်သေးတယ်ဆိုငါမြအရွယ်ကြတယ်လားပြောနုဖန်နေတာပဲဗျာအရွယ်လေးကိုတင်လိုက်တာဗျာမထင်ရဘူးတော့ဟောဝန်တာတယ်ပုထုဇဉ်သဘာဝဘာသဘာဝလဲဘေသတ္တိအရွယ်ကြတယ်ပြောရင်သူတို့ပြန်သွားရင်မှန်ရှိမှသွားပြီးတော့မလုပ်တယ်လေဘယ်လိုကြည့်တာဘုန်းကြီးပေါ့ဘယ်လိုကြည့်တာလဲကြီးကငါဒီကမကြီးကအရွယ်ကြတယ်ပြောတယ်နေဦးခုတ်လားမလားမသိဘူးသူလည်းပြန်သွားဟောဘေးတိုင်းမှန်ရှိမှသွားပြီးတော့မျက်နှာလေးပါးလေးနဲ့ပုတ်ကြည့်တယ်ငါပါးရည်ငါတော်တွန်းလားမသိပဒတ်ကြီးဖြည့်ကြီးငါပွားရည်ငါကျိုးရလားမသိမျက်လုံးကြီးပြူကြည့်ငါမျက်ရည်တွေများထင်နေလားမသိဘူးပုထုဇဉ်သဘာဝအရွယ်ကြတယ်ပြောရင်မကြိုက်ဘူးကြိုက်တယ်လားဘေးသားရဲ့ကြိုက်မကြိုက်သဘာဝတရားကဘာဖြစ်လဲတဖြည်းဖြည်းနဲ့ကြာလာတယ်ကြာလားမကြာဘူးလားတဖြည်းဖြည်းနဲ့အရွယ်တွေကြာလာတယ်ဒါကြောင့်ဘေးသတ္တိခန္ဓာဒီတိုင်းမဟုတ်ဘူးညာနဲ့မြအောင်ကြည်ရမယ်တဲ့တစ်ချက်မှမှာတော့နောက်တစ်ခုဟာဘေးတိုင်းခန္ဓာပြီးတော့ပြောမှအချိန်ပရဏာယီထိုးပြီးတဲ့10နာရီထိုးပြီးတဲ့ပြောဘူးလားဘေးတိုင်းအချိန်ဆိုတာလည်းပဲအမြဲတမ်းပြောင်းလဲနေတယ်တဲ့ယုံနာဓမ္မသင်္ခါရသဘောတရားတွေအမြဲတမ်းပြောင်းလဲနေတယ်လို့လူတွေခေါ်ဝသုံးဆွဲနေတဲ့နာယီတဲ့အချိန်နဲ့နာယီတဲ့ချိန်နဲ့ဆိုတာလေရပ်နေတာလားပြောင်းနေတာလားပြောင်းနေလို့မနေ့ကအချိန်နဲ့ဒီနေ့ကိုမလိုက်ပါလို့မနေ့ကလို့ပြောတာပေါ့မနေ့ကအချိန်ဒီနေ့ကိုလိုက်ပါလာမယ်ဆိုရင်ပိဋကတ်တည်းရင်အချိန်ဟာပြောင်းတယ်လို့မပြောဘူးတဲ့အချိန်ဟာလည်းပြောင်းတယ်ဗာလည်းပြောင်းတယ်မနေ့ကနာရီတယ်မနေ့ကအချိန်တွေကမနေ့ကပဲကုန်ပြတ်သွားပြီဒီနေ့ကိုလိုက်ပါလာသလားမလိုက်ပါဘူးတဲ့ပိဋကတ်တည်းဒါကြောင့်မို့လို့နောက်တစ်ခုပြောအောင်မယ်အစာဗာလည်းလည်းပြောမနေ့ကစားခဲ့တဲ့အစာတွေကဒီနေ့ထိလိုက်ပါလားမနေ့ကမှရင်ကုန်ပြတ်သွားပြီဗမာတွေကုန်ပြတ်သွားပြီလေမြတ်စွာဘုရားကသနဗရကလျာဏီကိုဟောနေတာဘုသူကိုဟောနေတာအဲ့တော့မနေ့ကစားလိုက်တဲ့အစာတွေဒီနေ့ထိအောင်ပါမလာဘူးတဲ့
ဘယ်မှာလဲကုန်ပြက်သွားပြီဘယ်မှာလဲကုန်ပြက်သွားပြီဘယ်မှာလဲသွားကြည့်ပါအိမ်သာထဲမှာသွားပြီကုန်ပြက်သွားပြီဘာမှမရှိတော့ရှိသေးလားမနေ့ကအစားအစာတွေဒီနေ့ထိပါလာရင်ဒီနေ့ဘာလို့ဗိုက်စားတာတော့မစားနဲ့ပေါ့မနေ့ကလည်းစားထားပြီးမရဘူးမရေးတိုင်းကုန်တတ်တဲ့သဘောပြတ်တတ်တဲ့သဘောရှိတယ်တဲ့ကိုင်းမရေးတိုင်းဒါလေးလိုက်ဆိုကြည်သားမှာဒီအတိုင်းဆိုတာဘယ်လိုဟာခေါ်ကနေကြတာဒီအတိုင်းဆိုတာဘယ်လိုဟာခေါ်ကနေကြတာမပြောင်းလဲတာဒီအတိုင်းသာဖြစ်တာခေါ်ကြတာမပြောင်းလဲတာဒီအတိုင်းသာဖြစ်တာခေါ်ကြတာလောကထဲမှာမပြောင်းလဲတာဘယ်ဟာမရှိပါလောကထဲမှာမပြောင်းလဲတာဘယ်ဟာမရှိပါဧသတေမှတ်ထားပါဒီအတိုင်းဆိုတာလောကထဲမှာဘာမှမရှိဘူးတဲ့အကုန်လုံးပြောင်းလဲတယ်ပြောင်းလဲလားမပြောင်းလဲဘူးလားရုပ်လည်းပဲဒီအတိုင်းနေသလားပြောင်းလဲသလားဟောရုပ်လည်းပဲအမြဲတမ်းပြောင်းနေတာဒီအတိုင်းဆိုတာဘာမှမရှိဘူးတဲ့နောက်တကစားရတဲ့အစာအာဟာရတွေဒါလည်းပဲဒီအတိုင်းမရှိဘူးအချိန်ဆိုတာလည်းပဲဒီအတိုင်းဘယ်တော့မှမနေဘူးတဲ့ပြောင်းလဲတယ်တဲ့ဆိုလိုက်ပါယထာခန္ဓာပြောင်းလဲတာဩရာတတ္တပါယထာခန္ဓာပြောင်းလဲတာဩရာတတ္တပါအချိန်ဆိုတာပြောင်းလဲတာသူငါသိနေတာအချိန်ဆိုတာပြောင်းလဲတာသူငါသိနေတာနာယီကြည့်တာအချိန်မှာပြောင်းတာသိဖို့ပါနာယီကြည့်တာအချိန်မှာပြောင်းတာသိဖို့ပါဟဲ့ဗရဏာကြီးထိုးပြီးတယ်10နာရီထိုးပြီးဘာဖြစ်လို့နာယီကြည့်တာတော့ဆိုအချိန်ပြောင်းတာသိခြင်းလို့ဒိဋ္ဌာနာထောင်ဘာဖြစ်လို့နာယီကြည့်တာလဲချိန်ဘယ်လောက်ရှိပြီလဲ10နာရီမြန်လိုက်တာငါတို့9နာရီရောက်တာမို့လားဟုတ်တယ်10နာရီတောင်ထိုးပြီလားထိုးသွားပြီမြန်လိုက်တာအချိန်ပြောင်းတာဘာပြောင်းတာလဲနာယီဘာကြောင့်ကြည့်ရတာတော့ဆိုအချိန်ပြောင်းတာသိခြင်းလို့လောကထဲမှာမှတ်ထားပြီးတဲ့ဒီအတိုင်းဆိုတာဘာမှမရှိရှိသလားအမြဲတမ်းပြောင်းနေတယ်အမြဲတမ်းဘာဖြစ်နေတယ်လဲဆိုလိုက်သားမှာအစာမလိုက်ပါကြည့်ပါအိမ်သာမှာအစာမလိုက်ပါကြည့်ပါအိမ်သာမှာစားတာတဲ့စားတယ်လေဒီအတိုင်းမနေဘူးတဲ့ဘေးအတိုင်းမလိုက်ပါဘူးတဲ့မနေ့ကစားကြတဲ့စားမနေ့ကစားကြတဲ့စားတွေကသွေးသားအလုံးခန္ဓာနဲ့သွားမလုံအပ်တာတွေမစင်ကျင်ကြီးကျင်းခဲ့တဲ့သွားစွန်းဒီနေ့ကိုဘာမှမလိုက်ပါဘူးတဲ့ဒါကြောင့်အစားဆိုတာလည်းဒီအတိုင်းမရှိပါဘူးရှိသလားဆိုလိုက်စားမှစီဝါဥစ္စာပြောင်းနေတာညာမမြင်ကြပါစီဝါဥစ္စာပြောင်းနေတာညာမမြင်ကြပါဟောဘေဒတေကိုရှာထားတဲ့စီဝါဥစ္စာလာပြီရှာထားတဲ့စီဝါဥစ္စာတွေစိတ်တွေဝင်ကြောက်တံပရမယဟိုးရင်တိုက်တာကားဆိုတာလည်းပဲဒီအတိုင်းနေသလားပြောင်းလဲသွားမယ်တဲ့ဘာဖြစ်သွားမယ်တဲ့လဲရှင်ဗျာမဖြစ်နိုင်ဘူးထင်တယ်ဥရိအိန္ဒိယမပြောင်းမဘူးဆိုကတ်အေးတိုင်းဘုန်းကြီးဥပမာလေးတစ်ခုပေးမယ်တိုက်ကိုဆေးတုပ်ထားတယ်တိုက်ဘာလုပ်ထားတယ်
နောက်9နှစ်လောက်တည်းအဲ့ဒီဆေးရောင်တွေရှိသေးလားပြန်မသုံးပါဘူးလားအဲ့ဒါပြောင်းလို့သုံးရတာပေါ့ဒီတိုင်းနေဘာလို့သုံးเสียလို့တော့ဟုတ်တယ်မို့လားသွတ်မိုးထားတယ်အိမ်မှာသွတ်မိုးထားတယ်10နှစ်လောက်နေတော့ဘေးတိုင်းသွတ်ကသွတ်အတိုင်းနေသလားဘာဖြစ်လာလဲပေါက်လာဘာဖြစ်လာလဲပေါက်လာရင်မဖာရဘူးလားဟောဘယ်နဲ့ပြောင်းတယ်အကုန်လျှောက်ပြောင်းနေတာဘေးတိုင်းညံနဲ့မြင်ရမယ်ဘာနဲ့မြင်ရမလဲဒီဟိုဒီအိမ်ဒီတိုက်ဒီကားမပြောင်းလဲဘူးလို့ဒီအတိုင်းနေတယ်လို့ထင်နေတယ်အနည်း20ရှိပြီးနေလာတာဒီအိမ်ကြီးကဒီအတိုင်းမပြောင်းဘူးလို့ထင်နေတယ်ပြောင်းနေတယ်ဘေးသတ်တည်းတိုင်နေနဲ့လာတယ်ရိုင်လာတယ်ချတယ်ကြိုက်လာတယ်စားလာတယ်သွတ်တွေပေါက်လာတယ်ဆေးရောင်တွေမိန်လာတယ်တကားတွေပြက်လာတယ်ပတ်သားတွေကျိုးလာတယ်ပြောင်းနေလို့ပေါ့ဘာဖြစ်နေလို့လဲဒီအတိုင်းနေသလားဒီအတိုင်းမနေဘူးတဲ့ဘေးသတ်တည်းသားသမီးလည်းကြည့်လိုက်ပါအောင်ကိုယ်နဲ့တူတူနေတဲ့သားသမီးမိဘအမေအဖေကြည်သာမပြောင်းဘူးထင်တယ်ပြောင်းနေတာအဖေငယ်ငယ်လားနဲ့တူသေးလားမတူတော့ဘာဖြစ်လဲပြောင်းလာပြီဘာဖြစ်လဲဘေးသားရဲ့ဒါကြောင့်တို့တို့ချင်းချင်းလိုရင်းမှာပါဘေးသားရဲ့လောကထဲမှာမပြောင်းလဲတဲ့အရာဆိုတာတခုမှမရှိဘူးတဲ့သားသမီးတွေလည်းပြန်ကြည့်လိုက်စမ်းငါသမီးလေးငါသားလေး16နှစ်အရွယ်နဲ့အခုအသက်40အရွယ်နဲ့တူသေးလားပြောင်းလာလို့ဘာဖြစ်လာလို့လဲဒီသားဒီအမေဒီမိဘအတူတူနေတယ်မပြောင်းဘူးလို့ထင်နေတယ်ဘာမှမပြောင်းလဲဘူးလို့ထင်နေတယ်သို့သောဘေးတိုင်းနေနဲ့အမြနာယီနဲ့အမြစက္ကန့်နဲ့အမြဘာဖြစ်နေကြတယ်ပြောင်းလဲနေကြတယ်တခြားနားထောင်တော့ဒီအတိုင်းဆိုတာလောကထဲမှာဘာမှမရှိဘူးလေဒီအတိုင်းဆိုတာလောကထဲမှာရှိသလားဒါကြောင့်ဆိုလိုက်စမ်းမှာသာသမီဆိုတာဒီအတိုင်းကမနေပါပြောင်းနေတာသာသမီဆိုတာဒီအတိုင်းကမနေပါပြောင်းနေတာမိဘဆိုတာဒီအတိုင်းပါမနေပါပြောင်းနေတာဒီအတိုင်းဟာလောကမှာဘယ်မှမရှိပါဒီအတိုင်းဟာလောကမှာဘယ်မှမရှိပါဟောဒါမြင်ဘေးသားရဲ့ဒီအတိုင်းဆိုတာလောကထဲမှာဘာမှမရှိဘူးတဲ့ခန္ဓာလည်းပြောင်းနေတယ်အချိန်လည်းပြောင်းနေတယ်စားစားတွေလည်းပြောင်းနေတယ်သားသမီးတွေလည်းပြောင်းနေတယ်စီးပွားတွေလည်းပြောင်းနေတယ်အိုးအိမ်တွေလည်းပြောင်းနေတယ်ကိုင်းဒါမြင်ရှင်ဘုရားမပြောင်းတဲ့အရာရှိသလားရှိတယ်ဘေးသားဟောလောကနေတဲ့မပြောင်းတဲ့အရာရှိသလားကြည့်လိုက်တာမိဘသားသမီးဆွေမျိုးညီကိုမောင်နှမစီဝါဥစ္စာအိုးရတိုက်တာကစိတ်ရွှင်ဝင်ဘာမှမမြဲဘူးတဲ့အကုန်လုံးပြောင်းနေတယ်ပြီးတော့လောကရဲ့နိယာမသဘောတရားကိုဘေးတိုင်းအကောင်းရှိအဆိုးရှိတယ်ဗါတယ်လေပြောအဖြူရှိရင်ပြောင်းတာရှိရင်မပြောင်းတာရှိရမယ်ဒီအတိုင်းလေးနေတာရှိရဒီအတိုင်းမနေတာရှိရင်ဒီအတိုင်းနေတဲ့အရာဝတ္ထုလည်းရှိရမယ်ဒွန်တွဲနေတာဟုတ်တယ်မဟုတ်လားမပြောင်းမဲနဲ့ဒီဇာနာတော်တော့မပြောင်းမဲနဲ့ဒီအတိုင်းလေးနေနေတာရှိရမယ်တဲ့ရှိပါတယ်မပြောင်းမဲနဲ့ဒီအတိုင်းနေနေတာရှိတယ်ဒီအတိုင်းအဲ့ဒါဘာလို့ဆိုရင်ကံတရားတဲ့အဲ့ဒါဘာလဲလဲအဲ့ဒါမှတ်ထားပါဘုရားကံတရားလို့ပဲပြောသေးတယ်ဘာမှမတွေ့သေးဘူးမပြောင်းမဲနဲ့နေတာကံတရားတဲ့မပြောင်းမဲနေတာဗါလဲလေကံတရားမှလည်းပဲတွဲတော့ပြီးတိုင်းကုသိုလ်ကံနဲ့အကုသိုလ်ကံဘာကံနဲ့ဘာကံနဲ့လဲကောင်းတဲ့ကုသလကမ္မမကောင်းတဲ့အကုသလကမ္မကောင်းတာပါလေဟောဒီမှာကထိန်သင်္ကန်းလူပဲသောကမဲ့တန်ဃာတွေကျွေးမယ်ပရိသတ်တွေအခမ်းမယ်ဟောစာရေးတာတွေလူတယ်ပရိသပင်တွေလူတယ်သိုးပွဲတွေကတ်တယ်ကုသလကာမကောင်းတဲ့ကံ
သူများတဲ့သတ်မဲ့သူပြည်ကြီးခိုးမဲ့သွားတော်ပေးတတ်တဲ့အကုသိုလ်ဒုစရိုက်10ပါးအဲ့ဒါမကောင်းတဲ့ကံအဲ့ဒါတွေကပေးတိုင်းမပြောင်းဘူးတဲ့ဒီအတိုင်းလေးလိုက်လာဟောကောင်းတဲ့ကံလှုပ်ထားရင်လည်းပဲအဲ့ဒီကောင်းတဲ့ကံတွေကမပြောင်းလဲပဲနဲ့ကိုယ်နောက်ကနေထပ်ချမ်းမကွာလိုက်တယ်ကောင်းမှုကံကိုပဲလုပ်မကောင်းမှုကံကိုပဲလုပ်ပေးတိုင်းလှုပ်မိပြီပြောမိပြီဆိုမိပြီဆိုရင်အဲ့ဒီကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်မပြောင်းလဲတော့ပဲနဲ့ကိုယ်နောက်ကနေပြီးတော့ထပ်ချမ်းမကွာလိုက်လာတယ်ဒီကနာထောင်ပေးတတ်တယ်ဒီအတိုင်းပဲမပြောင်းလဲတယ်ဆိုတာကုသိုလ်ကံနဲ့အကုသိုလ်ကံဒီအတိုင်းပဲမပြောင်းလဲတယ်ဆိုတာဘာကံနဲ့ဘာကံခိုင်းတာကြောင့်ဆိုလိုက်စားမှဒီအတိုင်းသာမပြောင်းတာမပါကံနဲ့ဖြာဒီအတိုင်းသာမပြောင်းပါမပါကံနဲ့ဖြာအာဟုသို့လဲမပြောင်းလဲအမြဲလိုက်နေမှာအာဟုသို့လဲမပြောင်းလဲအမြဲလိုက်နေမှာကုသိုလ်ကံလဲမပြောင်းလဲအမြဲလိုက်နေမှာဒေသတည်းမပြောင်းလဲပဲနဲ့အမြဲတမ်းလိုက်နေတာကကုသိုလ်နဲ့အကုသိုလ်ကံကြည့်ပြီးသွားမယ်ကြည့်နဲ့အဇာတတကိုကြည့်လိုက်ဘယ်သူကြည့်မလဲအဇာတတခမဲတော်ဗိမိသာရမင်းကြီးကိုတတ်ပြီးတဲ့နေ့ကစပြီးတော့တနေ့လုံးတဘဝလုံးလိုက်လာတဲ့ကံဟာဘေးသားရဲ့သေတော့လည်းပဲလောဟကုန်ပြီးငရဲမှာသွားခံရတယ်ဘယ်ငရဲမှာသွားခံသေတော့လည်းပဲအဖေကိုတတ်ခဲ့တဲ့ပုံစံအတိုင်းသေတော့လည်းပဲအဖေကိုတတ်တဲ့အတွက်ကြောင့်မို့လို့အဇာတတကိုဘသူကပြန်တတ်တုံးလို့ဆိုတော့သူ့ရဲ့သားတော်တဲ့ဥဒယဗတ္တမင်းသားကပြန်တတ်တယ်ခြေစမ်းပရိသတ်အဇာတတကိုဘသူပြန်တတ်တယ်သူ့သားတော်ကပြန်တတ်တာပဲကျန်မပြောင်းလဲဘူးပရိသတ်ပြောင်းသလားကံတရားဟာအပြောင်းလဲမရှိဘူးတဲ့ဒါတိုင်းလိုက်လာတာနောက်ကနေပြီးတော့ပြောင်းတာတွေကဘာတွေလဲခန္ဓာတွေပြောင်းတယ်ရုပ်တွေပြောင်းတယ်စီဝါတွေပြောင်းတယ်အိုးတွေအိမ်တွေပြောင်းလဲတယ်အဲ့ဒါတွေကဒီအတိုင်းတစ်ခုမှမနေဘူးအဲ့ဒါတွေကအကုန်ပြောင်းလဲတယ်မပြောင်းလဲပဲနဲ့လိုက်လာတာကကံနှစ်ပါးကုသိုလ်ကံနဲ့အကုသိုလ်ကံဘာကံနဲ့ဘာကံကုသိုလ်ကံနဲ့အကုသိုလ်ကံဒါကြောင့်သေတတ်တဲ့အကုသိုလ်လုံးမိပြီဆိုလို့ရှိရင်အဇာတတတို့ကိုကြည့်လိုက်အမြဲတမ်းလန့်နေရတယ်ငါဘသူတပ်ပါမလဲမသိငါဘသူတပ်ပါမလဲမသိဘူးဆိုအဲ့ဒါဘာလို့လုံးဒီရာတရုံမြို့အပြင်မှာပြေးတိုင်းမြို့တစ်မြို့ထပ်တယ်တဲ့ဘာမြို့တော့ဆိုပါတလိပုတ်မြို့တဲ့ဘာမြို့တဲ့လဲခန္ဓာမြို့ခေါ်တယ်အဲ့ဒါသူ့ကိုသူများလာတတ်မှကြောက်လို့သူ့တိုင်းပြည်သူများလာလို့မှကြောက်လို့အဇာတတကမြို့ကြီးတစ်မြို့ထပ်တယ်တဲ့ရာတရုံမြို့အပြင်ဘက်မှာပါတလိပုတ်နေပြီးတော့တဲ့ကြောက်လို့တဲတာပဲတဲ့အဲ့ဒီမြို့အမြဲတမ်းကြောက်နေလန့်နေရတယ်အာဟုသို့ကံများဟာပေးသားရဲ့လုံမိပြီဆိုလို့ရှိရင်မပြောင်းတော့ဘူးပြောင်းနေလားဒါကြောင့်မို့လို့ရောဆတော်ဘုရားကြီးကဒါလေးဆိုတာကလိုက်ဆိုကြည်သားမှာပေးသားရဲ့အာဟုသို့မှာလူရာမပေးစိတ်မအေးရာကိုကတဖန်သူ့ကိုပြန်တာဝန်ယူရမှာအကုသိုလ်မှာလူရာမပေးစိတ်မအေးရာကိုကတဖန်သူ့ကိုပြန်တာဝန်ယူရမှာဟောဘေကတည်းအဲ့ဒါအကုသိုလ်ကိုပြောနေတာအခုကုသိုလ်ကိုပြောမယ်ကုသိုလ်ကလည်းပဲဘေကရဲ့ဒီအတိုင်းနဲ့မပြောင်းလဲဘူးတဲ့အမြဲတမ်းဒီပုံစံတိုင်းလိုက်လာတာကုသိုလ်ကြတော့လည်းပြင်းပြင်းသွားမကြည့်နဲ့ဖယားလောင်းတော်ကြည့်လိုက်စမ်းပါမြတ်စွာဘုရားလောင်းတော်ဒီပင်ကရာမြတ်စွာဘုရားခြေရင်မှာသူ့မိတာရဲ့သိခဏခဏကြားဘူးနေတာကြားဘူးလားမကြားဘူးလားဟ
အဲ့ဒီသူမေရယသိဘဝကစပြီးတော့ဖြည့်ကျင့်ရှိဖို့ခဲ့တဲ့ပါရမီ7ပါးသရိယာ3ပါးစွန်ရင်းကြီး5ပါးလို့ခေါ်တဲ့ကုသိုလ်တွေဟာ4အသိချင်းနဲ့ကမ္ဘာတသိတိတိကာလပါလုံးဖယားအလောင်းတော်နောက်ကဒီအတိုင်းလိုက်လာတာမပြောင်းလဲပဲနဲ့ဘောဒီပင်အောက်ရောက်လို့ဖယားဖြစ်တော်မူတဲ့အထီးတဲ့မပြောင်းတော့ဘူးကုသိုလ်ကပြောင်းသလားကုသိုလ်ကကြံနေခဲ့တယ်လို့ရှိသလားဘယ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်ပြည့်တတ်တယ်နောက်ကနေပြီးတော့မပြောင်းလဲပဲနဲ့တောက်လျှောက်လိုက်လာတာပြည့်တတ်တယ်ဘယ်ထိအောင်လဲဘောဓိပင်အောက်ကိုရောက်လို့ဖယားဖြစ်တော်မူတဲ့ထိအောင်ကိုသူမေလာယသိဘဝကနေပြီးတော့ဖြည့်ကျင့်ရှိဖို့ခဲ့တဲ့ပါရမီကုသိုလ်တွေဟာခြာမထားခဲ့ပဲနဲ့လိုက်လာတာဒီအတိုင်းလိုက်လာတာသေချာနားထောင်ပြည့်တတ်ရင်လောကထဲမှာဒီအတိုင်းဆိုတာရှိပါတယ်အဲ့ဒါကုသိုလ်အကုသိုလ်ကံ2ပါးပဲဟုတ်တယ်မဟုတ်လားအဲ့တော့တရားကောင်းစဉ်လေးပြန်ပြောမယ်ဒီအတိုင်းမထားခဲ့နိုင်ဘူးတဲ့တရားကောင်းစဉ်ကပါတယ်ဒီအတိုင်းမထားခဲ့နိုင်ဘူးဆိုတာဘာကိုပြောတာလဲကုသိုလ်ကိုပြောတာဘာကိုပြောတာလဲရှားလို့ဝေလို့ရတဲ့စီဝါဥစ္စာဒီအတိုင်းထားခဲ့ရမှာယူသွားလို့ရသေရင်ယူသွားလို့ရသလားဒီနေ့ကထိန်တကကထိန်မတွေကထိန်သင်္ကလူတဲ့ပုဂ္ဂိုလ်တွေချိုးဝဲလူတဲ့ပုဂ္ဂိုလ်တွေအလုံးဒီမှာရောက်နေတဲ့ပုဂ္ဂိုလ်အလုံးမိမိတို့ရှားထားပွေထားတဲ့စီဝါဥစ္စာဟာဒီအတိုင်းထားခဲ့ရမှာမထားခဲ့နိုင်ဘူးဘာဖြစ်လို့လဲငါရှားထားတာချွေးနဲ့သွေးနဲ့ကြကုတ်ကြကဲပင်ပင်ပန်းပန်းခက်ရခက်စီခေါင်းရှုပ်ခံစိတ်ရှုပ်ခံပြီးတော့ရှားထားရတဲ့စီဝါကိုပန်းစိန်နွမ်းပြီးတော့ရှားထားတဲ့စီဝါကိုဒီအတိုင်းမထားခဲ့နိုင်ဘူးပေါ့ဒီတိုင်းထားခဲ့ရင်ပြေးတိုင်းသူကပြောင်းလဲနေမှာဟုတ်ကိုယ့်လက်ကပြောင်းသားသမီးလက်ထဲရောက်မှာပဲဟုတ်တယ်မဟုတ်လားသားသမီးလက်ထဲကပြောင်းမိတွေလက်ထဲရောက်သွားမှာပဲလက်စင်ကားမိအကုန်လုံးသူကတော့ပြောင်းသွားမှာပဲအဲ့တော့မပြောင်းလဲတာပါလေကုသိုလ်မပြောင်းလဲတာပါလေဒီအတိုင်းနောက်ကနေပြီးတော့ထပ်ချမကွာလိုက်မှာကုသိုလ်ကောင်းမှုပဲလို့ဒီဉာဏ်နဲ့ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘာလို့တော့ပြည့်တိုင်းကုသိုလ်လုံးဖြစ်တယ်ဘာလို့ဖြစ်တယ်လဲဒါကြောင့်ဒီနေ့ကထိတ်တက်ကကထိတ်မာတွေကထိတ်သင်္ကန်းလာကတဲ့ပုဂ္ဂိုလ်တွေအားလုံးဘုရားတပည့်တော်တို့ဒီနေ့ဘာလို့ကြတာတော့ဆိုဒီအတိုင်းမထားခဲ့နိုင်လို့တပည့်တော်တို့ကုသိုလ်ကောင်းမှုလာလုံးပါတယ်ဘုရားလို့ဒီအတိုင်းမပြောင်းလဲတာဘုရားတိုင်းကုသိုလ်ပါဒီအတိုင်းမပြောင်းလဲတာပါလေကုသိုလ်ကောင်းမှုကိုမထားခဲ့နိုင်ဘူးတပည့်တော်တို့ပါအောင်ယူသွားမယ်ဆိုပြီးတော့ဘုရားနေတဲ့ကြောင်းနေသောယဟန်တွေကရှင်နေပြုလုပ်တဲ့ကုသိုလ်အစုစုဟာဘုရားတိုင်းဒီမှာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလံပြန်ကြည့်ဦးရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလံတို့ဟာဒီအက္ခမဟာသာဝကစုကိုရဖို့လို့တသင်္ချေနဲ့ကဘာတသိန်းနဲ့ကုသိုလ်လုပ်ရတယ်တသင်္ချေနဲ့ကဘာတသိန်းတိလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကလည်းတောက်လျှောက်လိုက်လာတာဘုရားတိုင်းဒီအတိုင်းပဲဘုရားလက်ထက်တော့ရောက်တဲ့အခါကျတော့တပါးကလက်ရတော်ရန်ရှင်သာရိပုတ္တရာတပါးကလက်ဝဲတော်ရန်ရှင်မမောက္ကလံနဲ့လာရှိတာဘုရားတိုင်းသူတို့ရှာခဲ့တဲ့စီဝါတွေကတော့ဘဝတိုင်းထားခဲ့ရတယ်ဒီတိုင်းထားခဲ့ရသူတို့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကတော့ဘုရားတိုင်းမထားခဲ့ရပဲနဲ့ဒီအတိုင်းလေးနောက်ကနေပြီးတော့လိုက်ပါလာခဲ့တဲ့လောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာပြည့်တတ်တဲ့နောက်ဆုံးဘယ်တိအောင်ကြိုးပေးဆိုနိဗ္ဗာန်ထိအောင်ကြိုးပေးမယ်ဘယ်တိအောင်ကြိုးပေးမလဲတော်ပါပြီပြည့်တိုင်းတရားကဒါပါပဲဒီနေ့ဒီတရားလောက်တော့ဟောရမှာအဲ့တော့ဒီတရားလေးနာကြားပြီးတော့ငါတို့စီဝါဥစ္စာဟာဒီအတိုင်းထားခဲ့ရမှာဝင်ဒီအတိုင်းမထားခဲ့နိုင်ဘူးစီဝါဥစ္စာပြောင်းလဲတယ်ကုသိုလ်ကောင်းမှုဆိုတာမပြောင်းလဲဘူးဒီအတိုင်းလိုက်မယ်အဲ့တော့ဒါလေးလိုက်ဆိုကြည်သားမှာပြည့်တိုင်းကုသိုလ်ကံဟာမပြောင်းပါလိုက်ပါအမြဲသာကုသိုလ်ကံဟာမပြောင်းပါလိုက်ပါအမြဲသာယနေ့ပြုထား
ဒါနာများလိုက်သွားဒီအတိုင်းသာယနေ့ပြုထားဒါနာများလိုက်သွားဒီအတိုင်းသာသီလဆောင်ထားကုသိုလ်များလိုက်သွားဒီအတိုင်းသာရှုမှတ်ဘာဝနာဒီအတိုင်းသာလိုက်ပါကြမိသာရှုမှတ်ဘာဝနာဒီအတိုင်းသာလိုက်ပါကြမိသာမပြောင်းတရားကုသိုလ်များရှားထားကြသမ်းပါမပြောင်းတရားကုသိုလ်များရှားထားကြသမ်းပါဘယ်သူလက်မှလည်းမပြောင်းမဲနဲ့ဒီအတိုင်းလေးဒီအတိုင်းလေးနိဗ္ဗာန်ကြည်အောင်ကိုပါသွားမဲ့ကုသိုလ်ကောင်းမှုကိုရှားလို့ဒီနေ့အလုံးချမ်းမြေနဲ့ကြောင်းတိုင်းဘုံမှာကထိန်ပွဲဆင်နွှဲကနေကြကုန်တော့ကထိန်တွေကကထိန်မှာအပေါင်းသူတော်ကောင်းတို့ဒီနေ့ဘာလို့ကြတာလဲဒီအတိုင်းလေးနေတာဘာအတိုင်းလေးနေတာဒီအတိုင်းမထားခဲ့နိုင်မှုရှိဝဥစ္စာတွေထားခဲ့နိုင်သလားမထားခဲ့နိုင်ရင်ဒါနကုသိုလ်ကောင်းမှုနဲ့လဲဒါနကုသိုလ်ကောင်းမှုနဲ့လဲပြီးရင်အဲ့ဒီကုသိုလ်ကောင်းမှုဟာဘယ်အတိုင်းဒီအတိုင်းလေးကိုယ်နောက်ကနေလိုက်မယ်ဒါကြောင့်ဘေးဒါလေးဆိုကြည့်စမ်းပါဇီဝဥစ္စာဒီအတိုင်းသာထားကမသွားပါဇီဝဥစ္စာဒီအတိုင်းသာထားကမသွားပါမထားခဲ့ရင်ဒါနပင်တွင်ပြုလုပ်ပါမထားခဲ့ရင်ဒါနပင်တွင်ပြုလုပ်ပါပြုပြင်ခန္ဓာဒီအတိုင်းသာထားကမသွားပါပြုပြင်ခန္ဓာဒီအတိုင်းသာထားကမသွားပါမထားခဲ့ခြင်းသီလပင်နေစဉ်မြဲကြပါမထားခဲ့ခြင်းသီလပင်နေစဉ်မြဲကြပါဟောဒီခန္ဓာကိုယ်ကြီးဘလောက်ပြုတ်ပြင်တနေ့ကြတော့ပိယတိုင်အရွယ်တွေကြပြီးတော့အိုမင်းကုန်းကွာမျက်စိတွေမုန်းခါတွေကြိုက်နာတွေထိုင်ပြီးတော့သရသဘောကိုရောက်မယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးဒီအတိုင်းမထားခဲ့နိုင်ဘူးဟုတ်ဒီအတိုင်းမထားခဲ့နိုင်ရင်ဘာလို့လဲသီလကုသိုလ်ကောင်းမှုနဲ့လဲပါဘာနဲ့လဲရမလဲဘဟုရောဂနာသာရဏဘာဝေနာဣမတကာယတာသီလနာမသာတော်လို့ဆိုတဲ့အတိုင်းဒီခန္ဓာကိုယ်ကြီးကပြောင်းမယ်ပြက်မယ်ဒီအတိုင်းမနေဘူးဟုတ်အဲ့ဒါဆိုဒီအတိုင်းနေအောင်လုပ်မယ်ဒီအတိုင်းဘယ်လိုလုပ်မလဲသီလကုသိုလ်နဲ့လဲတဲ့ဘာနဲ့လဲရမလဲသီလကုသိုလ်ဓာရသွားပြီဒီခန္ဓာကိုအရင်ပြုပြီးတော့သီလဆောက်တည်နိုင်မယ်ဆိုရင်တော့ဒီအတိုင်းလေးသီလကုသိုလ်ကကိုယ်နောက်ကိုလိုက်မယ်တဲ့နောက်တစ်ခုဆိုလိုက်သားမှာရှူရှိုက်နေညအတ္တမြမထားနိုင်ခဲ့ပါရှူရှိုက်နေညအတ္တမြမထားနိုင်ခဲ့ပါမထားခဲ့ရင်ဘာဝနာပင်နေစဉ်ပွားကြပါမထားခဲ့ရင်ဘာဝနာပင်နေစဉ်ပွားကြပါအမေမွေးတဲ့ချိန်ကစာသေတဲ့အချိန်ထိအောင်လုံးဝရမသွားခဲ့တဲ့ရှူနေတဲ့အသက်နာသီးများကနေပြီးတော့ဝင်လေထွက်လေရှူနေတဲ့အသက်ဟာသိရင်ထားခဲ့ရမယ်မထားခဲ့နဲ့ဒီအတိုင်းမထားခဲ့နိုင်ဘူး
ဒီအတိုင်းမထားခဲ့နိုင်ရင်ဘာလို့မလဲတရားအားထုတ်ဘာလို့ရမလဲဘိတိုင်းတရားအားထုတ်တော့ဘာဝနာကုသိုလ်ပါသွားလားပါမသွားဘူးလားဘာဝနာကုသိုလ်ကောင်းမှုကဒီအတိုင်းလေးနောက်ကနေလိုက်လာမယ်ဘယ်ထိအောင်လဲနိဗ္ဗာန်ထိအောင်ဘယ်ထိအောင်လဲဒါကြောင့်ဘိတိုင်းတောပါပြီဒီနေ့ကထေအနုဘောဒနာတရားတို့တို့ကျင်းချင်းနဲ့ဘုရားဟောသွားတဲ့တရားကဒီအတိုင်းမထားခဲ့နိုင်ဘူးတဲ့ဗာတရားတဲ့လေရှိဝဥစ္စာကိုဒီအတိုင်းမထားခဲ့နိုင်ရင်ဒါနနဲ့လဲပါဘာနဲ့လဲမလဲခန္ဓာကိုဒီအတိုင်းမထားခဲ့နိုင်ရင်သီလနဲ့လဲပါအသက်ကိုဒီအတိုင်းမထားခဲ့နိုင်ရင်ဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုနဲ့လဲပါလို့ဒီနေ့ချမ်းမြေရိပ်မြိုင်เจ้าကိုလာပြီးတော့ကထိန်နေ့ကြီးမှာဘာလာလောက်ကြတာလို့ဆိုအလဲအထလာလောက်တာဘာလာလောက်တာလဲအလဲထဆိုတဲ့စကားနားလဲတယ်မဟုတ်လားဒီနေ့အလဲအထလာလောက်ကြတာကဲလဲပြီးပါပြီအလုံးရတာတွေဒါနတွေလည်းယူသွားကြပါတော့သီလတွေလည်းယူသွားကြပါတော့ဝိပဿနာဘာဝနာကုသိုလ်ကောင်းမှုတွေလည်းယူသွားကြပါတော့ဒီအတိုင်းလေးသွားကြဟုတ်တယ်မဟုတ်လားဘေးတိုင်းဘာမှမပြောင်းလဲတဲ့ကိုယ်နောက်ကိုတောက်လျှောက်လိုက်မယ်ဒီအတိုင်းလေးလိုက်ပါမယ်ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကုသိုလ်ကောင်းမှုတွေတပွေတပိုက်ကြီးယူပြီးတော့ခေမာတောင်ကနိဗ္ဗာန်ကိုဘုရားတပည့်တော်တို့ဒီတိုင်းလေးပဲရောက်ပြရသေးတော့လို့နိဗ္ဗာန်အာယုပြုရဲ့ဒီနေ့ချမ်းမြေနဲ့ကြောင်းနိုင်တွင်၌ပုရိမဝါဝါကျွတ်တော်မူရကုန်သောဘုရားသားတော်သံဃာတော်တို့အားကထိန်သင်္ကန်းညတ်သင်္ကန်းအယံသင်္ကန်းသံခဲပဲပရိသာပဲချိုဝဲစက်ကလူရနဲ့ကုသိုလ်ကံစေရနာဗီဒီယိုရိုက်ဆက်တလုံးစက်ကလူရနဲ့ကုသိုလ်ကံစေရနာဖိတ်ကြားထားသောပရိသတ်ပေါင်းသူတော်ကောင်းတွေအခါကျင်းမရတဲ့ကုသိုလ်ကံစေရနာဤသောဘဝများများလာသွားသောကုသိုလ်ကံစေရနာပေါင်းကောင်းမှုတို့ကြောင့်မအိုရာမနာရာမတရားဖြစ်သောမအသင်္ကတ္တများလာသွားသောနိဗ္ဗာန်ရွှေပြည်မြတ်ကြီးတို့ဒီဒါနဒီသီလဒီဘာဝနာတွေနဲ့လင်မြန်စောစွာရလွယ်ရောင်လွယ်မြတ်မောင်ပြုလွယ်နိုင်ကြပါစေကုန်သောရေလို့ပတ္ထနာအောင်စုပြုနိုင်ကြပါစေကုန်သတည်းရေစက်သွန်ချအမြဝေလိုက်ကြသို့အလုံးလိုက်ဆိုပါဣဒံမေပုံညာနိဗ္ဗာနတ္တမစ္စယောဟောတုရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍နရဏဂုံသုံးပါးနှင့်ငါးပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူသောက်တည်ပြီလေ1385ခုတရင်ကျိုးလာပြီကျော်8ရက်နေ့ကြာရောက်ရာသာသမယ၌သမ်းမြေရိပ်မြိုင်ကြောင်းတိုက်အတွင်း၌ပုရိမဝါမကျွတ်တော်မူကြသောသံဃာတော်ရှင်သူမြတ်တို့ဤသီလကိုသမာဓိကိုပညာကုန်တို့ကိုအာယုံပြု၍ကထိန်သင်္ကန်းကထိန်ဆွမ်းနဝကမ္မပရိသာပင်အစရှိသောလူရန်မွေရာအရှားပြားတို့ကိုစေရနာသုံးတံပြာထံ၍လူရန်ပါဤရှင်ဘုရားထိုမတပါအလူရှင်အသီးသီးတို့ကအချိုပွဲသင်္ကန်းနဝကမ္မအစရှိသည်တို့ကိုစေရနာသုံးတံပြထံ၍
လူရန်ပါဤအရှင်ဘုရားသို့မှတပါအရှင်ဘုရားဤတရားတော်များပြဝေယံဗီဒီယိုရိုက်ဆက်တလုံးကိုနိဗ္ဗာန်ကြီးမှန်း၍လူရန်ပါဤအရှင်ဘုရားဒီကောင်းမှုတို့သည်တပည့်တော်တို့အတွက်မဲ့ညာဘုံညာဘောဓိညာဤရရာရာကြောင့်ထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာရှင်ဘုရားယနေ့ယခုပြုသမျှကုသလဤအဘောဘာကကိုအထူးအားဖြင့်ဘဝဟောင်းကိုဆွံ့၍ဘဝသစ်သို့ပြောင်းသွားလေပြီးတော့ယရဏသုံးပါးကိုလေးစားလေရှိသောယဟန်တကမာကြီးဒေါခေဆိုအားရညာပါစေအမြဝိဤဥမြင့်သိမ်းအားရညာပါစေအမြဝိဤဥလှမြင့်အားရညာပါစေအမြဝိဤသုမတပါအနန္တဂိုင်းဝေယေသူတော်ရှင်မိခင်ဖခင်တို့အား၎င်းဆရာသခင်ယေသူရှင်တို့အား၎င်းယေမေတနေအစိုးရမင်းအား၎င်းနတ်တို့တနေတရားမင်းအား၎င်းငရဲတနေယမမင်းအား၎င်းဤကြောင်းတိုင်း၌ကောက်ရှောင်၍နေကြကုန်သောကြောင်းဆောင်နာစေတီဆောင်နာအိမ်ဆောင်နာခြံဆောင်နာမြို့ဆောင်နာရွာဆောင်နာတောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရိဒါဝရိန္ဒာသာရှိကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့အား၎င်းဤဓမ္မယုံသောတရားနာအရေးအားပေးကြွားရောက်ကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းညာညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယသုခိတဒုက္ခိတသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောဥသောတေမိသားစုတို့ဘေးဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်နှူမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြ